အားလုံးမင်္ဂလာပါရှင်။ပိုးဤရဲ့ဒီ video အကောင့်လေးကိုအခုချိန်ရစပြီးတော့တွေ့ရလူများ like and subscribe လုပ်ထားပြီးပါနော်။ဘာလို့လဲဆိုတော့ပိုးဤကဒီအကောင့်ထဲမှာလူကြီးမင်းတို့မိတ်ဆွေတို့မသိရသေးမကြားရသေးမမြင်ရသေးတဲ့အတစ်တစ်ဆန်းသောတင်းဦးတင်းထူဒီအားလုံးနဲ့ဆက်ဆက်နေတဲ့အရာဒီအားလုံးကိုပိုးရဒီအကောင့်မှာတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအကောင့်ထဲကိုအမြန်ဆုံးညီနာနဲ့ subscribe လုပ်ပေးထားပါနော်။ဘာလို့လဲဆိုတော့ပိုးရအကောင့်ကို subscribe လုပ်ထားပြီးမှလူချင်းချင်းတို့နောင်ပြပါနော်။မှန်တိုင်းဆိုလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်ဒီအကောင့်ထဲမှာကလူကြီးမင်းတို့တခါမှမြင်ဘူးမသိဘူးမကြားဘူးတဲ့တင်တွေရှင်တွေအားလုံးကိုတစ်ချက်ချင်းပဲမြင်ရမှာဖြစ်တဲ့ကြောင့်မို့လို့အားလုံးနဲ့အတူတူရှိချင်ပါတယ်ရှင်အားလုံးနဲ့အတူတူဆောက်ကြည့်ပြကြပါအောင်နော်ဒီအကောင့်လေးကိုအခုမြင်တာနဲ့ like and subscribe လေးလုပ်ပေးထားပါနော်ဒီအကောင့်ထဲမှာထူးဆန်းထွေလာအံ့ဖွယ်ကပါရပဲမြင်ရမှာဆိုတော့အားလုံးနဲ့တူတူရှိချင်ပါတယ်နော်ဒီအကောင့်လေးကိုအခုမိတ်ဆက်ရတာကတော့ဒီအကောင့်လေးကိုအခုမိတ်ဆက်ခြင်းဖြစ်ပါတယ်ရှင်ဒီအကောင့်လေးကိုအခုမြင်တာနဲ့ချက်ချင်းတန်းပြီးတော့ subscribe လေးလုပ်ပေးထားပါနော်ထဲမှာရှိတဲ့ဥစ္စာတွေကိုလည်း like and follow လေးလုပ်ပေးတတ်ပါရှင်ဘာလေးပြောလို့မရဘူးပါအောင်နော်အခုမှစပြီးတော့သုံးမှာဆိုတော့နည်းနည်းတော့ body posture ဖြစ်နေပါလေခင်ဗျာဖြစ်နေပါလေရှင်အားလုံးမင်းပွေက funny ဟာတာလေးပေါ့နော်ဟာတာလေးလည်းတင်ပေးမယ်ကျောက်စရာဟော်ရာလည်းတင်ပေးမယ်အချစ် drama လည်းတင်ပေးမယ်မလေး drama နဲ့တင်ပေးမယ်အားလုံးကိုတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖိတ်ပါဝင်စားစွာနဲ့ subscribe လေး hi subscribe လုပ်ပေးထားပါဦးနော်ဒီမှာကတော့ကျွန်မရဲ့ခွေးလေးဖြစ်ပါတယ်ဒါကတော့ကျွန်မရဲ့ခွေးလေးပါဒါကတော့ကျွန်မရဲ့ကြောင်လေးတွေပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဘိုင်းအားလုံးနဲ့အများဆုံး